လေးမှာချစ်သူနဲ့အေးစစ်စစ်အနားယူလို့ကောင်းမဲ့နေရာတစ်ခုကိုဒီနေ့မှာဝင်ငှပေးသွားပါမယ်ဒီနေ့သွားခဲ့တဲ့နေရာကတော့လေကူးမှာရှိတဲ့ငမိုးရဲကမ်ကိုသွားခဲ့တာပါသွားခင်တော့တစ်ပတ်လောက်တော့ကြိုပြီးတော့ booking လုပ်ဖို့လိုအပ်ပါလိမ့်မယ်ဒီကမ်လေးမှာလေကိုချစ်တဲ့ပက်လေးတွေကိုလည်းခေါ်သွားလို့ရပါတယ်သူရဲ့ check-in time က7 နာရီမှဆိုပေမဲ့ရန်ကုန်ကနေတော့မနက်9 နာရီလောက်ကလေးထွက်ခဲ့ပါတယ်ဆောင်းတွင်းအေးအေးလေးနဲ့ဆိုတော့ဒီချိန်မှာဒီ hotel ကိုသွားတာမဟုတ်ဘဲနဲ့ခန့်မှာအေးစစ်စစ်ပန်းနာတာလေ relax တစ်ခုပါပဲကျမတော့အလုံနာရက်ကလေးမှာချစ်သူနဲ့ရောကိုချစ်တဲ့ကလေးလေးနဲ့ရောအနားယူရှင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာလေးကိုရွေးချယ်ဖြစ်ခဲ့ပါတယ်ဟိုမရောက်ခင်မှာလေကိုမှနာမည်ကြီးတဲ့ပကန်းကျော်ဆိုတဲ့ဆိုင်လေးမှာလည်းစားစရာလေးတွေဝင်ဝယ်ခဲ့ပါတယ်တွေကတပွဲကို8,000 9,000ကျော်ရှိရဲ့ဒီမှာထန်းရည်အရန်ကောင်းတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ချစ်သူကထန်းရည်ဝယ်နေတာဖြစ်ပါတယ်ထန်းရည်ဝယ်ရင်းနဲ့လည်းသူစားဖို့အနည်းကြီးလေးဝယ်ပါတယ်ဒီချိန်မှာရွေးစရာဘာရွေးမှမသိတာလေးပေါ့နော်စိတ်နဲ့ယူလေးရဲ့ကြက်ကြော်ရည်ဝယ်ခဲ့ပါတယ်ရာတီတူတာနေတော့ပကန်းကျော်မှာ AC relax လုပ်ချင်တဲ့လူတွေအတွက်လည်းကွက်လုံးလုံးလေးရတော့သူကကားစီးပြီးဆိုရင်ဘယ်တော့မှမထိုင်ဘူး view လေးတွေကိုကြည့်ရတာအရန်ကြိုက်တဲ့အတွက်ကြောင့်မလို့သူတလေးစီနေပါတယ်ဒီလေကိုရောက်ပြရနဲ့လမ်းကြားလေးတော့ရှိရပေါ့နော်အဲလမ်းတိုင်းကိုဆက်တိုက်တရဆက်မောင်းတော့မယ်ဆိုရင်ဒီလိုငမိုးရိပ်ချောင်းလေးမြင်ရမှာဖြစ်ပါတယ်လမ်းလေးကတော့အနည်းငယ်ချင်းနဲ့ပြီးတော့ကားကြီးလည်းဝင်တက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အနည်းငယ်တတိထားဖို့လိုအပ်ပါတယ်နည်းနည်းကြာတော့အခုသွားမယ့်နေရာလေးကိုရောက်ပါပြီဒါပေမဲ့ကျမတို့ယူထားတဲ့ကမ်လေးရာကြတော့ထဲမှာမရှိဘူးအစားတော့တေချာမသိရဲ့အတွက်ကြောင့်ရော reception ကိုအရင်သွားချင်တာကြောင့်မလို့သူ့ဝင်းရှိတဲ့နေရာကိုအရင်သွားခဲ့ပါတယ် reception ကိုတော့နည်းနည်းလေးထပ်မောင်းရတယ်ဒီအဝင်လမ်းလေးကတော့နည်းနည်းတော့ကျန်နေပထမဆုံးမြင်ရတဲ့အဝါလေးကလည်းချစ်စရာလေးသူကလေတအိမ်မှာချန်စီယူလေးလည်းခတ်ပေးထားတယ်တစ်ခုနဲ့တစ်ခုပုံစံ decoration တွေကတော့လုံးဝမတူအိမ်ကြီးက9 လုံးရှိရဆိုလားပဲပြောတယ်ပေါ့နော်ကမ်ကမောင်လေးကကျမတို့တိမ်မင်းနေရာကိုခေါ်သွားနေရဖြစ်ပါတယ်ပြောမို့ဒီခန်းလေးကလေတောင်ပေါ်မှာတီးတန်းဆိုတော့လေအရန်စိတ်လို့ရှားတယ်ချန်ဝင်းလေးနဲ့အရန်လေးမိုက်တယ်အခန်းနာမည်လေးက Cherry Cozy Cottage လို့ခေါ်ရပေါ့နော်စားလုံးမပြီး sorry ပါလုံးလေးကတော့သူအရန်ကိုပြုံးနေပါလေအပြင်စင်လေးကလေမသိရင်ကလောရောက်သွားတဲ့ vibe လေးခံစားရတယ်ဒါဆိုရင် room tour လေးကိုလိုက်ကြည့်ကြရအောင်အဲ့ဟာအနေနဲ့ကတော့အောက်ထပ်နဲ့အပေါ်ထပ်နကတ်ခွဲပေးထားတယ်ပေါ့နော်ဒီသွားနေတဲ့နေရာလေးကတော့မိဖို့ချောင်းအေးပေးပန်ကတော့ရေချူကန်ရှိရပေါ့နော်အောက်မှာရေကူးကန်လိုမျိုးတသေးလေးရှိရရေစိမ်လို့ရတယ်ဒီဘက်မှာကကြတော့ဒီငမိုးရေချောင်းအပေါ်စီကနေမြင်ရတဲ့ view လေးပေါ့နော်ကြည့်မယ်ဆိုရင်လေတငယ်ချင်းတွေပေါ်တာတွေအုပ်စုလိုက်အရန်မိုက်မင်းနေရ6-9 ယောက်လောက်နေလို့ရတယ်ဒီအပေါ်ထပ်အောက်ထပ်အိယာမှာ4 ယောက်လောက်တည်လို့ရတဲ့အပြင်ဘေးမှာလည်းဒီ extra bed တွေလည်းထားပေးတယ်ပေါ့နော်ဘောချဆုံး feeling ကလေဒီခန်းစီအရာကိုလက်လိုက်တာနဲ့အပြင်မြင်ရတဲ့ view ကိုအရန်ကိုသဘောကျတယ်ဟိုတင်သဘောကျလားဆိုမဟုတ်ဘူးเนาะလုံးကအစအရန် enjoy ဖြစ်နေရမျိုးသူကိုယ်တိုင်ကလည်း excited ဖြစ်ပြီးတော့ဒီအိမ်လုံးကိုပတ်ကြည့်တယ်သူစိတ်ကြိုက်သွားတယ်တခင်ဖြစ်တဲ့ကိုကလည်းကလေးတန်းလည်းမသိဘူးစီးတာပဲသူကတော့ shoe flower လေးလောက်လိုက် view လေးကြည့်လိုက်နဲ့အမေအရန်စိန်ကြတာပေါ့နော်ခန်းကျော်ကမှာထားတဲ့ဟင်းနေတဲ့အားမရလို့လေကျမကဒီဟာရှိတယ်နေ့လည်စာမီနူးကြီးလည်းမှာထားတယ်ပေါ့နော်ထူးခြားချက်တစ်ခုကဒီဟာကြက်ဘူးဒီဟင်းကအရန်ကိုစားလို့ကောင်းတယ်ကျမကောင်းလေးရောအရန်တဘောကြတယ်နေ့လည်စာစားရင်နဲ့ view ကြည့်ရတဲ့ feeling ကဘာနဲ့မှလဲလို့မရဘူးဒါလေးကတော့ကျမရဲ့ personal food vlog ကလေးပါကဲနေ့လေစားလေးစားပြီးဆိုတော့အပြင်မထွက်ခင်မှာကျမတို့ညောင်တဲ့ရှည်လုပ်ပြီးတော့ညကျရင် movie night လုပ်ဖို့အတွက်အိယာလေးတွေချိုးပြီးပြင်နေတာတော့ကိုယူလာတဲ့လေထိုးမှုရလေးပေါ့နော်ကျမရဲ့ကုညီမှုကတော့ vlog ရိုက်ပေးတယ်ဆော့ပေးတယ်ဟိုရှောက်လိုက်ဒီရှောက်လိုက်နဲ့ကုညီပေးပါတယ်ရှင်ကျမကောင်လေးရဲ့ကီယာဝယ်စုမှုကလေသူများရဲ့ပိုင်းနဲ့ဒမ်းပေါ်မှာတော့မီးအလုံးလေးတွေဆင်ပေးရမျိုးဒါပေမဲ့ကျမကတော့ coffee လေးတောက်လိုက် view လေးကြည့်လိုက်အေးရလေးချပေးလိုက်ကောင်းလေးချပေးလိုက်နဲ့အလုပ်ကတော့အရင်ဖြစ်တယ်ပေါ့နော်မြင်တဲ့အတိုင်းပဲအားလုံးပြင်ဆင်ပြီးပြီဆိုတော့ကျမတို့နှစ်ယောက်ကစပိန်သွားစီးလိုက်ပါအောင်မယ်ညနေဆောင်မရောက်ခင်မှာဟင်းမီနူတွေကညနေ9 နာရီနောက်ဆုံးထားပြီးတော့လဲမှားရတယ်ပေါ့နော်ဒီမှာနေမယ်ဆိုရင်ဝင်းရမတူတဲ့အတွက်ကြောင့်မလို့လမ်းလျှောက်မယ်ဆိုရင်တော့9 မိနစ်လောက်တော့ရှောက်ပေးရပါတယ်ဒီခက်မာလေးထူးခြားချက်တစ်ခုကတအိမ်နဲ့တအိမ်နာမည်လေးတွေမတူဘူးအပြင်စင်လေးတွေမတူဘူးအခု
ခုမှလက်ရှိစောင့်နေစေအိမ်လေးတွေကိုလည်းတွေ့ခဲ့ရပါတယ်အခုရိုက်ပြနေတဲ့မြင်ကွင်းလေးကတော့ဒီ reception ကိုတွားနေတဲ့နေရာလေးပဲဖြစ်ပါတယ်ကိုကြိုက်တဲ့အိမ်ကို online ပေါ်ကနေကြိုတင်ပြီးတော့ booking လုပ်လို့ရပါတယ်ဒီမှာက quickly လေးရှိရဲနာမည်တော့မိသွားပြီစပိန်လေး free စီးလို့ရတယ်ချက်တောင်လေး free ရိုက်လို့ရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ညနေခင်းလေးမှာတော့အရင်ဆုံးစပိန်လေးလာစီးပါတယ်ပန်းချံလေးလေးလုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ relax အနေနဲ့အနားယူရင်တပုံရိုက်လို့လည်းရတယ်ကျမတို့ညောက်ကတော့စပိန်စီးပြီးတဲ့ချိန်မှာတန်းလေးစီးရင်စကားလေးပြောလိုက်နဲ့ relax လုပ်နေပါသေးတယ်ကျမကိုကတော့ view ရတာအရင်လဲဝါသနာပါတယ်လို့ကျမနဲ့ပတ်သက်ပြီးတဲ့ vlog တွေကိုလည်းအမြဲတမ်းတည်တည်ချာချာရိုက်ပေးတဲ့သူပေါ့နော်သူရိုက်ထားပေးတာလေးတွေကိုကြည့်ရင်လည်းကိုလည်း enjoy ဖြစ်ရတဲ့အခိုက်အတန့်ဒီ short လေးကတော့လုံးဝလူကြီးတွေမစီးတဲ့ကျမဆိုရင်လေညံ့နေရဒါပေမဲ့လည်းစီးလိုက်ပါတယ်ဒီမှာတော့ကျမတို့တက်လို့ရတယ်ပေါ့နော်အရင်တော့ခိုင်နေလို့တော့မထင်ဘူးကောင်းကင်ကိုထိုင်ကြည့်မိပြီးတော့ relax ဖြစ်တဲ့အခိုက်အတန့်ဆိုတာဒါလေးပါပဲရှင်ကိုရေလာမလာဘူးလား ဝေးလာမလာမသူကြောက်နေရဒီမှာကိုလမ်းမလျှောက်ရဲဘူးဟာလေခလေးကိုဆွဲပါလေးမြောက်လိုက်ပါဒါစင်ပါနဲ့မြောက်ပြီးဖြစ်ပါတယ်တချစ်တက်စလီနဲ့ထည့်ပေးမယ်ဒီတော့မြောက်ပါစပိန်လေးစီးပြီဆိုတော့ကျမတို့ရဲ့နေအိမ်ရှိရာလေးကိုပြန်လာပါပြီဒီမှာတော့မီအလေးချဖြစ်တဲ့မီဆယ်ရိုနိုးပေးရပေါ့နော်ကျမကောင်းလေးကတော့အခုအကင်တော့မယ်ဆိုတော့သူစတင်ပြီးတော့မီးမွေးနေပါပြီကျမလည်းကင်ဖို့ထပ်ပေးလိုက်ပါတယ်မင်းကြီးမင်းကြီးပဲနေပြုံးပြုံးလေးကင်လေးကိုလေးဖြစ်ပါတယ်ဒါတော့အားလုံးပြီးတော့မှာပေါ့နော်ဝတ်သားလေးလာကင်ပြီးနေတဲ့ကျမပေါ့မြည်ရသေးရဲ့ရှင်အရသာတော့အရန်ကောင်းတော့စားကြရတယ်အရင်ရတာရှိရဒါဆော့မမလို့တော့ပြောလိုက်တယ်ချက်စာသေးလေးထက်ခင်ပြီးတော့ကျမတို့ညောင်ရဲ့တင်တာလေးကိုစတင်လိုက်ပါပြီနေ့ခင်တော့ပြင်ဆင်ထားခဲ့တဲ့ movie night လေးရောက်ရှိလို့လာပါပြီကျမတို့ည review ရှင်ကြည့်နေပြီမဲ့ကနာမငြိမ်နေရတော့ကျမတို့ရဲ့ကလေးလေးအလုံးလေးပဲဖြစ်ပါတယ်နဲ့လေဒီမှာ cue ပြရမယ့်တစ်ချက်ကပိုးကောင်လေးတွေရှိရပေါ့နော်မိဖို့ကောင်းလေးရှိရလို့ပြောတဲ့အတွက်ကြောင့်မလို့တတိထားတဲ့ movie night ကလုံးဝ romance အနေနဲ့ချစ်သူတွေဆိုရင်ဖြတ်တန်းဖို့သင်ပေးမယ်မိဖို့ကောင်းလို့အထူးယူဆိုင်ပါမနက်မှာတော့မနက်စောစောစီစီ view လေးဟာလေငှက်တန်လေးတွေနဲ့နိုးထားလာတဲ့မနက်ခင်းဆိုတော့ဘယ်လိုပြောမလဲကျမတော့ I'm so happy ဆုံးသွေးတော့သွားတိုက်မပြတော့ကျမအရင်နိုးတဲ့အတွက်ကြောင့်မလို့ကျမသွားတိုက်တယ်ပြီးကျမ view လာကြည့်တယ်ဟာငါလည်းလာအောင်မဟုတ်ပါဘူးကျမရဲ့ကလေးကတော့ဒုံစံတိုင်းအေးရနိုးကနေချူချူဖလာဝါကဲကော်ဖီဖြောရမယ်ကျမရဲ့ဒီချစ်လေးကလည်းနိုးလာပြီးနှက်စာထားပြနေရတော့မဟုတ်ပါဘူးဒါကျမတောက်ဖို့အတွက်ကော်ဖီလားဖြောနေရပါကော်ဖီလေးဖြောပြီးပြီဆိုတော့လေမနက်ပိုင်းအားစားလေးလုပ်မယ်ဟေးဆိုပြီးတော့နှစ်ယောက်သားကချက်တောင်ကောက်မဟုတ်ပါဘူးချက်တောင်ရိုက်မယ်အစီအစဉ်ကိုစတင်ပါတယ်ကျမကောင်လေးကတော့သူ့ဖုန်းလေးလေးရိုက်မယ်ဆိုတော့ game ပေးချိန်ရပါတော့ကျမကတော့ကစားဖို့တည်းလုံးဝ ready and then we play ကောက်က9နာရီပေါ့နော်အိမ်ဘေးလေးနားမှာကဖျားတဆူရှိတော့ဝင်ဖူးခဲ့ပါသေးတယ်ဒါနဲ့အခန်းစီနှုံးလေးက38,000ဖြစ်ပြီးတော့ New Year အတွက် booking တွေကပြည့်သွားပြီလို့ပြောပါတယ်ဒီဗီဒီယိုလေးက personal vlog ဖြစ်တဲ့အတွက်ကြောင့်မလို့ camp သွားချင်တဲ့လူတွေအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်